ကဲတသားမီမီတို့မင်္ဂလာပါရှင်ဒီနေ့ဒီကအိန္ဒိယရိုးရာပုံမြင်လေးတစ်ပုဒ်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားပါတယ်နော်ဟိုးရှိတုန်းကဘယင်ကြီးတစ်ပါးမှာသမီးတော်လေးတစ်ပါးရှိတယ်အဲ့ဒီသမီးတော်လေးကပင်လယ်ထဲကပလဲလုံးလေးလိုလှပလွန်းတဲ့အတွက်ပလဲဒေဝီလို့အမည်တွင်နေဘယင်ကြီးရဲ့မြို့ပြင်မှာတင်းချိုင်းကုန်းကြီးရှိတယ်တင်းချိုင်းကုန်းမှာတော့ဘလူးကြီးတစ်ကောင်နေတာပေါ့အဲ့ဒီတင်းချိုင်းဘလူးကမိုးချုပ်ခန်းဒီနေဝင်ရိုးရီအချိန်မျိုးမှာမြို့ထဲဝင်လာပြီးအစာရှာတတ်တယ်။တနေ့ကျတော့ပလဲဒေဝီလေးကအိမ်တော်ရဲ့ပရင်းမောက်မှာရက်နေတာကိုဘလူးကြီးကမြင်သွားပါလေရောတဲ့။အဲ့ဒီခါအင်မတန်ချောအင်မတန်လှတဲ့ပလဲဒေဝီလေးကိုတင်းချိုင်းဘလူးကချစ်ကြိုက်သွားတော့တာပေါ့။ဒါပေမဲ့ပလဲဒေဝီလေးမှာသူ့ရဲ့ဖခင်ပေးထားတဲ့အဆောင်လက်ဖွဲ့လေးကိုလယ်ဘေးမှာဆွဲထားတာကြောင့်ဘလူးကြီးကအနားကိုမကတ်နိုင်ဘူးတဲ့ဒါပေမဲ့လည်းဘလူးကလည်းလက်မလျှော့ဘူးမိုးချုပ်ခန်းဒီနေဝင်ရိုးရီအချိန်မျိုးမှာလူမင်းသားဟန်ဆောင်ပြီးပလဲဒေဝီရဲ့အိမ်တော်နားမှာတဝဲလေလေနဲ့လှည့်နေတတ်တယ်ပလဲဒေဝီလေးကတော့လူမင်းသားတယောက်လိုပဲထင်နေတာပေါ့တနေ့တော့ပလဲဒေဝီဟာသူ့စီအမြဲတမ်းလာနေတဲ့မင်းသားကိုတနာစိတ်ဝင်လာတာနဲ့မင်းသားရောင်ဆောင်ထားတဲ့ဘလူးကိုအိမ်တော်ပရင်းမောက်ကနေစကားပြောလိုက်တယ်။ဘလူးလည်းအနားကပ်လာရောပလဲဒေဝီရဲ့အဆောင်လက်ဖွဲ့လေးကအယောင်တွေတောက်ပလာပြီးမင်းသမီးလေးရဲ့တကူလုံးကြက်သိန်းတွေထပြီးတုံရင်လာတယ်။အဲ့ဒီခါမှဒီလူဟာမင်းသားအစ်စ်မဟုတ်ပဲမကောင်းဆိုးဝါးတကောင်ပဲတီးလိုက်ရလို့မင်းသမီးကအပြိုတော်တွေကိုလှမ်းអော်လိုက်တယ်။လာကြပါဦး။ဟောဒီလူကလူအစ်စ်မဟုတ်ဘူး။ညနေတိုင်းနေဝင်ရိုးရီရောက်တဲ့အခါကျမကိုလာပြီးဒုက္ခပေးနေတဲ့ဘလူးပဲသူ့ကိုအခုပဲမောင်းထုတ်လိုက်ကြပါအဲ့ဒီလိုခိုင်းလိုက်တယ်အဲ့ဒီခါမှာအိမ်တော်အဆောင်ကြီးထွက်လာပြီးဒုတ်ဆွဲဓားဆွဲနဲ့ဘလူးနောက်ကအော်ဟစ်ပြီးလိုက်တာနဲ့ဘလူးလည်းအိမ်တော်ဝင်းထဲကနေထွက်ပြေးသွားရတာပေါ့တင်းញိုင်းကိုပြန်ရောက်တော့ဘလူးကစဉ်းစားလိုက်တယ်မင်းသမီးစီညက်နေတိုင်းသွားနေတာငါတယောက်တည်းမဟုတ်ပဲကိုမင်းသမီးလေးကိုခိုးယူဖို့ကြံစီနေတဲ့ထဲမှာနေဝင်ရိုးရီဆိုတဲ့အကောင်ကလည်းညက်နေတိုင်းလာနေတယ်ဆိုပဲအဲ့ဒီနေဝင်ရိုးရီဆိုတဲ့အကောင်ကဘယ်လိုအကောင်မျိုးပါလဲအဲ့ဒီလိုတွေးပြီးတော့ဘလူးကြီးကသူ့ကိုယ်သူမြင်းတကောင်လိုဖန်ဆင်းလိုက်ပြီးပလဲဒေဝီရဲ့အိမ်တော်ကမြင်းဆောင်ထဲမှာတခြားမြင်းတွေနဲ့ရောပြီးညအချိန်ကိုစောင့်နေတာပေါ့ညရောက်လို့မှောင်သွားတဲ့အခါမြင်းတခိုးတယောက်ကမြင်းဆောင်ထဲကနေမြင်းတကောင်ကိုခိုးဖို့ရာဝင်လာခဲ့တယ်။အဲ့ဒီမြင်းတခိုးကမှောင်ထဲကနေမြင်းတွေကိုလိုက်ဆန်းနေတယ်။ဘယ်မြင်းကချောလဲဘယ်မြင်းကကောင်းလဲလို့လိုက်ပြီးတော့ရွေးတာပေါ့။ဘလူးရောင်ဆောင်နေတဲ့မြင်းကိုတွေ့တဲ့အခါဒီမြင်းကအကောင်းဆုံးပဲဆိုပြီးတခိုးကဇက်ကျိုးတက်လိုက်တယ်။ဇက်ကျိုးလဲတက်ပြီးရောအဲ့ဒီမြင်းပေါ်ကိုခုန်တက်ပြီးမြင်းဆောင်ထဲကထွက်သွားရောတဲ့။အဲ့ဒီခါမြင်းရောင်ဆောင်နေတဲ့ဘလူးကစဉ်းစားလိုက်တယ်။ဧကန်နာငါ့ရဲ့ကြောပေါ်မှာတက်စီးနေတဲ့သူကနေဝင်ရိုးရီဆိုတဲ့အကောင်ပဲဖြစ်ရမယ်။ဒီအကောင်ကအတော်အစွမ်းသက်တိရှိပုံရတယ်။အဲ့ဒီလိုတွေးပြီးတော့ဒုံဆိုင်ပြေးသွားလိုက်တယ်။မြင်းပေါ်ကတခိုးလဲမြင်းရတအားပြေးလို့တော့လိမ့်ကြမှာစိုးတာနဲ့ဇက်ကျိုးကိုအတင်းဆွဲလိုက်တယ်။မြင်းရလဲဇက်ကျိုးကိုဆွဲလေပြေးလေပဲတဲ့။အဲ့ဒီခါတခိုးကလည်းတွေးလိုက်တယ်။ဟာဧကန်တော့ငါစီးလာတဲ့မြင်းကမြင်းအစ်စ်တော့မဖြစ်နိုင်ဘူး။မကောင်းဆိုးဝါးတကောင်ကမြင်းရောင်ဖန်ဆင်းထားတာပဲဖြစ်ရမယ်။တကယ်မြင်းအစ်စ်သားဆိုအခုလောက်ဆက်ကြိုးဆွဲရင်ရက်လိုက်မှာဒီမကောင်းဆိုးဝါးလက်ကလွတ်အောင်ငါဘလို့ကြံရမလဲ။အဲ့ဒီလိုတွေးပြီးဟိုကြည့်ဒီကြည့်နဲ့လိုက်ပါလာခဲ့တယ်။ဘလူးကလည်းလူကိုကြောက်လူကလည်းဘလူးကိုကြောက်နဲ့အတော်လေးပြေးမိလာတဲ့အခါညောင်မင်းကြီးတပင်အောက်ကိုရောက်သွားတယ်။အဲ့ဒီခါတခိုးလဲညောင်ကိုင်းကိုတွဲလွဲခိုလိုက်လို့မြင်းမော်ကနေလွတ်ပြီးကြံရစ်ခဲ့တယ်။ဘလူးလဲအတော်လေးပြေးမိပြီးမှညောင်မင်းကိုလှည့်ကြည့်လိုက်ပြီးနေဝင်ရိုးရီပါမလာတော့ဘူးဆိုပြီးဟင်းငနဲ့တက်ပြင်းချလိုက်တယ်။တခိုးလဲဟင်းငနဲ့တက်ပြင်းကြီးကိုချလိုက်တယ်။နောက်တော့မှသူတို့နှစ်ယောက်လဲကိုနေထိုင်ရာရက်ကိုစီထွက်ခွာသွားကြတော့တဲ့။ကဲတသားမိမိတို့ရေပုံမြင်လေးကဒီနေရာမှာပြီးသွားပါပြီနော်
နောက်နေ့မှာဒီဒီကဘယ်လိုကောင်းမွန်တဲ့ပုံမြင်လေးတွေကိုပြောပြအောင်မလဲဆိုတာတသားမိမိတို့ကစောင့်မျှော်အားပေးကြပါအောင်နော်။